အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ကြည်ပါအောင်ဟင်းလေးကိုအယောင်လေးကိုငပုံသားနဲ့ငမွေတို့နဲ့ကြော်ပြီးတော့ခရမ်းညင်သီးလေးအနှစ်နဲ့ပြန်နှက်တာပေါ့နော်ညိုမီကတော့ငါးထည့်ပြီးတော့ပြန်ပြီးတော့မနှက်ဘူးငါးကြော်ထဲမှာအဲ့လိုဟင်းအနှစ်တွေလောင်းထည့်ပြီးတော့မှချက်လိုက်တာအဲ့လိုပုံစံဆိုရင်ချွတ်တဲ့အရသာလေးလည်းမပြတ်တော့ဘူးဟင်းလေးလည်းစားလို့ကောင်းတယ်ခရမ်းညင်သီးလေးနဲ့ပြန်နှက်ထားတာငပုံသားနဲ့ငမွေတို့ပေါ့ကြော်ပြီးနှက်ထားတာဒါကတော့ပစွန်ကြော်ငရုတ်သီးစနွေးမုတ်အယောင်လေးကိုကြည့်ပါဦးဘလောက်လှလိုက်လဲဆိုတာအပြင်မှာဆိုတော်တော်လှတယ်ငရုတ်သီးမုတ်အယောင်နဲ့စနွေးမုတ်အယောင်ကလေလုံးဝပြောစရာမလိုမော်လမြိုင်ငရုတ်သီးကမော်လမြိုင်ငရုတ်သီးပဲမော်လမြိုင်သူတွေအစားကောင်းစားချက်ကြည့်ပါဦးချစ်တို့ရင်ပစွန်တုပ်ကြော်တယ်ငါးကြော်နှက်တယ်တို့စရာအစုံနဲ့ပစွန်ကိုလှော်ပြီးတော့ငရုတ်သီးစိမ့်နဲ့ထောင်းတယ်ကျင်းလာတဲ့ချိန်လေးမှာအစားကောင်းလေးတွေစားပြီးအားတွေမွေးနေတယ်လှလိုက်တာဟင်းအယောင်လေးတွေပြောစရာကိုမလိုတာတိုးစရာလေးတွေကိုလည်းကြည့်လိုက်ပါအောင်တိုးစရာတွေကခရမ်းညင်သီးသခွားသီးကောပီပဲဆောင်ဝမ်းသီးမုံညင်းအဖြူရောအစိမ်းရောကောတကားညွန့်လဲပါတယ်ဒါကတော့ပစွန်လှော်ပြီးထောင်းထားတာငရုတ်သီးစိမ့်နဲ့ပေါ့နော်တိုးစရာအစုံလေးနဲ့ဟင်းတွေကိုကြည့်ပါအောင်ချစ်တို့ရေစားကြပါအောင်အားလုံးကိုကြွေးပါတယ်နော်ချစ်တို့အားလုံးညိုမိလက်ရအောင်အရင်ဆုံးဦးဖြတ်ကျွေးပါတယ်ရှင်စားကြပါအောင်ရှင်